မင်္ဂလာပါဒီနေ့မှာတော့ဂီတာတီးပြီးတော့တချင်းဆိုတာခန့်နေတဲ့သူတွေကိုကီးမဝင်ဘူးလို့ခံစားနေရတဲ့သူတွေကိုယ်တန်ဘယ်ကီးနဲ့အနေတော့လောက်ဖြစ်မလဲဆိုတော့မသိသေးတဲ့သူတွေပြီးသွားရင်တချင်းစာသားအဝင်ထွက်တွေမညီတဲ့သူတွေအတွက်နီလန်းလေးတွေပေါ့နော်အဲ့တော့နီလန်းလေးတွေမျှဝေပေးမယ်ကော့ရည်နဲ့လေ့ကျင့်လို့ရတယ်ပြီးတော့ဒိုရီမီဖာတလုံးစီတီးပြီးတော့လေ့ကျင့်လို့လည်းရတယ်တော်တော်များများကော့ရည်ပဲတီးထားကြတာဆိုတော့ကော့ရည်နဲ့စာပြီးလေ့ကျင့်ကြမယ်စီမီညာကော့ပေါ့စီကော့လို့ပဲလည်းပဲခေါ်ကြတာပေါ့နော်ဒါမိုင်နာကော့ဆိုတော့မိုင်နာထည့်ကော့ပေးရတယ် A minor B minor C minor အစရှိသဖြင့်ပေါ့ကဲအဲ့တော့ major ကော့တွေ minor ကော့တွေကလူတိုင်းသိတယ်အဲ့ major ကော့ minor ကော့တွေကိုကျွန်တော်တို့က family ကော့တွေတီးကြတယ်ဟဲ့လား major minor တွေပေါင်းပြီးတော့ပြီးသွားရင် round ကော့လေးတီးကြတယ်ဒါကတော့တော်တော်များများသိထားတဲ့ကော့အပြောင်းလေးပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ကဒီတိုင်းမတီးဘဲနဲ့ကော့တွေလေ့ကျင့်တဲ့အခါမှာအတန်လေးပါလိုက်ထွက်ပြီးတော့လိုက်ဆိုကြည့်ပြီးတော့လေ့ကျင့်ပေးမယ်ဆိုရင်တချင်းဆိုတဲ့အခါဂီးတဲ့သွားမှာပေါ့အဲ့တော့ဘယ်လိုလေ့ကျင့်ရမလဲဆိုတော့ဒီ major minor ကော့တွေက try ကော့အတန်3တန်စီပေါင်းထားတဲ့ကော့တွေပေါ့ဥမာ C မှာဆိုရင် do mi so do mi so ဒါဆိုရင်ဒါ C မှာပေါင်းထားတဲ့အတန်လေးပေါ့ A minor ဆိုလည်းအဲ့လိုပဲ do မှာဆိုပေါင်းထားတယ်အဲ့တော့အတန်3တန်နဲ့ဆိုပေမဲ့ဒီမှာအနှိမ့်တန်အမြင့်တန်တွေရောလိုက်တာဖြစ်တဲ့ကြောင့်အတန်1 2 3 4 5 5ကြိုတီးရဆိုရင်အတန်5တန်ထွက်သွားမယ်နော်ဒီမှာဆိုလည်းအဲ့လိုပဲအတန်5တန်ထွက်သွားမယ် A minor မှာဆိုရင်ဒါဒိုပေါ့ A ရဒိုပေါ့ဒိုပြီးရင်ဒီမှာဆိုဒိုဆိုပြီးရင်ဒိုပြန်လာတယ်ဒါဒိုနောက်ကဖြစ်သွားရဆိုဒိုဆိုဒိုဒိုဒါဆိုမီမာပေါ့နော်မာပြီးသွားရင်အောက်မှာဆိုပြန်လာမယ်နော်အဲ့လိုမျိုးသွားမှာဟုတ်ပြီနော်အဲ့တော့ဒီအတန်ဒီထဲမှာပါတဲ့အတန်တွေကတော့ဒီ3တန်ပဲမတူညီတဲ့အတန်3တန်ပဲအဲ့တော့အဲ့အတန်တစ်တန်စီကိုကျွန်တော်ကလိုက်ပြီးတော့ဆိုကြည့်လို့ရတယ်ဥပမာ C တီးမယ်ဆိုပါဆိုကျွန်တော်ကဒီအပေါ်ဆုံးဒိုအဲ့အတန်ပဲကျွန်တော်ဆိုမယ်ဒိုဒိုဒိုဒါပြီးသွားရင်ဒါမီနဲ့ပေါ့မီဆိုမြင့်ဖြစ်သွားပြီမီဒါမြင့်အော်ရမှာဗျဒါလေအဲ့တော့အဲ့တန်ကျွန်တော်တို့ကတီးတယ်ပေါ့ C နဲ့ A minor တီးတယ်ဆိုဒါအဲ့လိုမျိုးလိုက်ပြီးကြီးလို့ရတယ်ဒါပေမဲ့တချို့ပြဿနာကြတော့ဗာလဲဆိုတော့အဲ့လိုအတန်ကိုသူတို့နားတယ်ကိုမရောက်တာပေါ့ဥပမာဒီတန်ဒါကျွန်တော်တို့ဘယ်နာထောက်တော့ပေါ့ဒိုဒါလေဒိုဒိုဒိုဒါဆိုရမ်းမြင့်သွားပြီနော်အဲ့လိုမျိုးကျွန်တော်ဆိုရင်လိုက်ပြီးတော့ညီအောင်လိုက်ဆိုနိုင်တယ်ပေါ့အဲ့လိုမဆိုနိုင်တဲ့သူတွေကြတော့ဘယ်လိုလုပ်ရလဲဆိုတော့အခုကျွန်တော်ဒိုရီမီဖာတီးကြည့်မယ်ပေါ့အဲ့တော့ကျွန်တော်5ကျိုးနဲ့6ကျိုးကနေစတဲ့ဒိုရီမီဖာနော်ဒါ position လေး shape လေးပြပြမယ်ဘာလဲဆိုတော့အရင်ဆုံး6ကျိုးကနေစတယ်ပဲဆိုတော့3ခွက်ကနေစမယ်ဆိုကျွန်တော်တစ်ခွက်ချလေးပဲတစ်ခွက်ချပြီးရင်နော်ဒါတစ်ခွက်ချနော်ပြီးသွားရင်အောက်ကိုတကျိုးဆင်း5ကျိုးတစ်ခွက်ချပဲဒိုရီမီဖာဆိုလာဒါဒိုရီမီဆိုမီနဲ့ဖာနဲ့ကတ်တယ်တိုးတော့ညာကျိုးပြောင်းရဖြစ်တဲ့ကြောင့်ဒီမှာဒီမီဒီမှာဖာဖြစ်သွားအဲ့လိုမဟုတ်တော့နော်ဒိုရီမီဖာဆိုလာဒါတစ်ခွက်ချစီပြီးသွားရင်3ကျိုးပဲတီးရမှာ3ကျိုးပဲတီးရမှာ3ကျိုးမြောက်ကြရင် तू ကကျွန်တော်ကဒီမှာ3ခွက်မှာစားခဲ့ဆိုရင်3ကျိုးမြောက်ကြရင်4ခွက်ကိုပြောင်းလိုက်လက်ကတစ်ခွက်နောက်ဆုပ်သွားတယ်ဆုပ်ပြီးတော့ဒီဒိုဆိုတီးလိုက်မယ်ရလားအဲ့လိုဖြစ်သွားမယ်အဲ့တော့ပြန်တီးရရင်ဒိုရီမီဖာဆိုလာဒီဒိုဒီလာဆိုဖာမီရီဒိုဒါပေမဲ့ဒီတန်ဒိုဒီတန်ကိုလိုက်မထွက်နိုင်တချို့ကဘယ်လောက်ကြံခဲ့လဲဒိုဆိုတာဒါဆိုဒိုဒါပေမဲ့သူတို့စိတ်ထဲမှာဒိုအဲ့ဒိုမရောက်ဘူးဖြစ်နေတာအဲ့တော့များများအဲ့တန်နေများများ
လိုက်ပြီးဆိုကြီးညီးကြီးမှသာတယ်ရောက်ကောင်းရောက်နိုင်တယ်ပေါ့အဲ့တော့မရောက်တာဘာကြောင့်လဲဆိုတော့တချင်းဆိုတာကိုသူကစကားပြောတဲ့သူပဲစိတ်ထဲမှာခံယူတာတကယ်တော့စကားပြောတာနဲ့မတူတော့တချင်းဆိုရင်ကြတော့နည်းနည်းအားစိုက်ထုတ်ပေးရတယ်အတန်ကိုနော်စကားပြောသလိုကြီးပဲဒိုရေမီဖာဆိုလာဒီဒိုဒိုရေမီဖာဆိုလာဒီဒိုအဲ့တိုင်းသွားပြောလို့မရဘူးလေသူ့အတန်တိုင်းလိုက်ပြီးတော့ဒိုဒါဆိုအမြင့်တယ်ဒါဆိုဒိုရေမီဖာဆိုလာဒီဒိုဟုတ်လားအဲ့လိုလိုက်ပြီးတော့မြင့်မရမှာဗျာနော်သူ့အတန်တိုင်းလိုက်ပြီးတော့မြင့်ပြီးတော့ကိုကနည်းနည်းလေးအားစိုက်ပြီးတော့ညီးပေးရမယ်ပေါ့အဲ့တော့ဟုတ်ပြီအဲ့ချိန်မှာကျွန်တော်ကဒီကိုရေမီဖာဆိုလာဒီဒိုအဲ့ဒါကိုဘယ်လိုကျင့်လို့ရလဲဒိုရေဒိုရေမီရေဒိုရေမီဖာမီရေဒိုရေမီဖာဆိုဖာမီရေဒိုရေမီဖာဆိုလာဆိုဖာမီရေဒိုရေမီဖာဆိုလာဒီလာဆိုဖာမီရေဒိုရေမီဖာဆိုလာဒီလာဆိုဖာမီရေဒိုနော်အဲ့တော့ကျွန်တော်က၅ကြောနဲ့တော့တီးမယ်ဆိုလည်းရတယ်ဒိုရေမီရေဒိုရေမီဖာမီရေဒိုရေမီဖာဆိုဖာမီရေဒိုအစားရှိသဖြင့်ပေါ့တူတူပဲခုနကပုံစံနဲ့ပဲတီးလို့ရတယ်၅ကနေစတာ6ကျော်ကနေစတာနဲ့5ကျော်ကနေစတာနဲ့နော်ကြိုက်တဲ့နေရာမှာတီးလို့ရတယ်အဲ့တော့ခုနပြောတဲ့ဟာနည်းနည်းမြင့်သွားတယ်တကယ်တမ်းကျွန်တော်စကျင်တဲ့အခါမှာဆိုရင်ဒိုရေမီနောက်တစ်ခွက်ထပ်ဆော့ဒိုရေမီရေဒိုလိုက်ဆိုလည်းရတယ်ဒိုရေမီရေဒိုပြီးရင်ဟိုရှိသွားခြင်းလည်းရတယ်ဒိုရေမီရေ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 ဒိုဟုတ်လားအဲ့လိုမှမဟုတ်ဘူးဒိုရေမီဖာဆိုဖာမီရေဒိုရမလားဒီအတန်မြင့်သွားတာကိုခံစားမိတယ်မလားခံစားမိရဆိုရင်တော့နီးစပ်နေပြီเนาะအဲ့တော့တချို့ရပြီးသားလည်းရှိရလीရပြီးသားကျတော့ like တခါတည်းလေ့ကျင့်လိုက်အောင်ပဲပေါ့ကြိုက်တဲ့နေရာသွားလို့ရတယ်ခုနပြောတဲ့အတိုင်းပဲတကွက်ချနှစ်ကြိုးသွားမယ်ပြီးရင်တကွက်ဆုပ်ပြီးတော့ကက်လျက်တီးလိုက်တီးလို့ပေါ့เนาะအဲ့တော့ဒီမှာတီးလို့ကတ်တယ်မီဖာလည်းကတ်တယ်ဒါပေမဲ့မီဖာဒီလိုအပေါ်မှာမကတ်တော့ပဲねဒီလိုဖြစ်သွားတယ်တချို့ဒိုရေမီဖာဖြစ်သွားเนาะအဲ့တော့တကယ်တော့မီဖာနဲ့ဒီလိုနဲ့ကတ်တယ်ဆိုတော့တချို့ကသိထားကြတာမို့လို့ပြောပြပေးတာကဲအဲ့တော့ဒါအတန်ရောအဲ့လိုမျိုးအလုံးလေးတီးကြည့်ပြီးတော့လေ့ကျင့်လို့ရတယ်အဲ့တော့ပြန်ပြီးတော့ခုနကကော့တွေနဲ့ပြန်တီးရဆက်ရမယ်ဆိုရင်ကျွန်တော်က C family ကော့တွေတီးရဆိုပါစို့အဲ့တော့လိုက်ဆိုကြည့်လို့ရတယ်အဲ့တော့ခုနပြောခဲ့သလိုပဲဒီထဲမှာပါတဲ့အတန်တွေကိုလိုက်ဖတ်အောင်ကိုယ့်နဲ့ကိုကြိုက်တဲ့အတန်၃တန်တွေကတန်ထွက်ပြီးတော့ဆိုပါလို့ရတယ်ဂျီတီးရဆိုပါလို့အဲ့တန်ဆိုရင်လည်းရတာဟုတ်ဒီတန်ဆိုရလည်းရတာပဲဟုတ်လားเนาะအဲ့တော့ဒီသဘောတရားလေးပေါ့နှစ်ခုရှိပါပြီကောင်းနေလေ့ကျင့်လို့ရတယ်ဒိုရေမီဖာအလုံးလေးတီးပြီးလေ့ကျင့်လို့ရတယ်ကဲပြီးတော့ကိုယ်တန်ဘယ်ကီးနဲ့အနေတော်ဖြတ်မလဲမသိရသူတွေပေါ့မသိရသူတွေကြတော့ဘာဖြစ်လဲဆိုတော့ဟိုဒါပါတော့ဒါဆိုရင်ကျွန်တော်ကဒါ open ကြိုးတွေတော့သိထားမှာပဲ E A D G B E ပေါ့ဘောက E2 အောက်ဆုံးက E4 ပေါ့ဒါဆိုအနေနဲ့အောက်ဆုံးအမြင့်တယ်ဒါ E4 ဆိုတော့ဒါ E4 ဆိုတော့ F4 ပေါ့ G4 A4 เนาะB4 C5 ဒါဆို C5 ကျွန်တော်အဲ့ဒီတန်တွေလိုက်អော်ကြည့်လို့ရတယ်ဒါဆို B ပေါ့ဒါဆို B3 ပေါ့ဒီကျိုးက B3 ဆိုရင်ဒါဆိုရင် C4 ဖြစ်သွားမယ် C4 D4 E4 F4 G4 A4 B4
C4 အဲ့ဒါ C5 ဒီမှာလဲ C5 နော်အတန်တူတူပဲလားအဲ့တော့အဲ့ C5 လောက်ထိကို range ရထားတဲ့သူဆိုရင်တော့တချင်းတွေကတော့ AC ပဲဘယ်တချင်းလာတာပေါ့ဘယ်တချင်းလာဆိုတာ၄ပြီးလိုမျိုးကြီးတို့တချင်းတွေတော့မရတော့ဘူးဘာလို့လဲဆိုတော့သူတို့ချင်းတွေကဒီ12 fret လောက်ထိကိုမြင့်နေတာပါတယ်နော်မျိုးကြီးဆိုရင်ဒီ12 fret တောင်တစ်ခါကြော်တယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကဒီနားလောက်ထိရတဲ့သူတွေကထူရဲ့လင်းလို့တာဒီလူ Raymond ဟန်နီတာနော်ရတယ်ဆိုလို့ရတယ် AC လိုက်ဆိုလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီလောက်ထိမြင့် online ဖို့ဆိုတာမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုတာကျွန်တော်တွေ့ပြောတာနော်တချို့ကတော့ရပါဘူးကဲပြီးသွားရင်ကျွန်တော်တို့ဒီလောက်ပဲရှိတယ်အမြင်ဆုံးဆိုဒီလောက်ပဲရှိတယ်အဲ့လောက်ပဲရှိပါဘူးအဲ့လောက်ဒီ online နဲ့ဆိုရင်လည်းရတယ်ဒါပေမဲ့ကျွန်တော်အဲ့အချိန်မှာတချင်းတစ်ပုတ်ကိုတီးတယ်ပေါ့ဒီတချင်းတစ်ပုတ်ကစီနဲ့တီးတာတယ်တချင်းတစ်ပုတ်ဆိုပါတော့ဒါပေမဲ့သူ့ရဲ့အမြင့်ကဒီထိရောက်တယ်ပေါ့သူ့ထဲမှာသူ့တချင်းစီကီးထဲမှာអော်ထားတဲ့အမြင့်ကဒီလောက်ထိရောက်တယ်ဆိုရင်ကျွန်တော်ကအဲ့လောက်ထိမអော်နိုင်ဘူးကျွန်တော်တို့ range ကဒီလောက်ပဲရှိမှဆိုရင်ကျွန်တော်ဒါဆိုရင်ချလိုက်တာပေါ့ဒါဆိုရင်အပြည့်ချလိုက်တာပေါ့ဒါ B flat ပေါ့ကျွန်တော် B flat နဲ့ဆိုလိုက်မှဆိုရင်ဒီအမြင့်ကို online ပဲပေါ့ B flat key ပြောင်းပြရမှာပေါ့အဲ့တော့ B flat B flat နဲ့မှကျွန်တော်တို့ကဒါကျွန်တော်တို့အမြင့်ဆုံးဆိုကျွန်တော်ကအဲ့လောက်အတန်အမြင့်ကြီးမှာလိုက်អော်ရင်ကျွန်တော်ကနှစ်ခါပြန်ဆိုနှစ်ခါပြန်ဆိုဖို့ခတ်သွားမှာအဲ့တော့နည်းနည်းလေးထပ်ချလိုက်မယ် A လောက်နဲ့ပေါ့အဲ့လိုမျိုးဆိုတာပေါ့နော်ကီးကအခုထားပါတော့တချို့ချင်းတွေကြတော့ကီးအမြင့်ကြီးတွေရှိလေကီးမြင့်တဲ့ချင်းတွေတချို့ကြတော့လည်းကီးရန်နေတဲ့ချင်းမျိုးတွေပေါ့အဲ့လိုမျိုးတွေကြာရင်တော့များသောအားဖြင့်မဆိုနိုင်ကြဘူးအတော်တောင်တချင်းတွေကတော့အခုကီးရ C နဲ့မြင့်နေတယ်ဆိုရင် C ကို short လိုက်ပေါ့ဒါကာဘိုရှိကာဘိုသုံးလဲဆိုတော့ကာဘိုလေးနဲ့ညှက်ညက်ပြီးတော့တီးကြတာပေါ့အဲ့တော့အဲ့လိုမျိုးနီးစနစ်တွေအသေးစိတ်သိကျင်တယ်ဆိုတော့ကျွန်တော်ကတင်တန်းမှာတော့အသေးစိတ်တင်ကြားပေးတယ်ပေါ့နော်ကဲတော့တင်တန်းမှာ join နေလဲ join လို့ရတယ်ဒါပေမဲ့ဒါကဒီမှာမျှဝေပေးတာဆိုတော့အရင်တီတီကြကြကြီးတော့မပြောပြတော့ဘူးအဲ့တော့နောက်ထပ်တချင်းစာသားအဝင်ထွက်မညီတဲ့သူတွေပေါ့အဝင်ထွက်မညီတဲ့သူတွေဆိုတာဒါပါတော့တိုင်မင်ရှိရပေါ့ကျွန်တော်ကတချင်းတွေကဒါပါတော့မင်းအနန္တဆိုင်နေဒါဆိုရင်မင်းနှစ်ချက်တီးပြီးမှမင်းအနန္တဆိုင်နေဆိုတာနော်တချို့ချင်းတွေကြတော့အာတန်တာပါမတီးခင်တည်းကကြိုးပြီးတော့အာတန်တာပါကြိုးဝင်တာကြိုးပြီးဝင်တာမျိုးရှိတယ်နှစ်ချက်တီးပြီးတော့မှဝင်တာမျိုးရှိတယ်ဘီနဲ့ဆိုရင်နှစ်ပြီးတားပါတော့အဲ့လိုမျိုးပေါ့နှစ်ပြီးကြော်လေးပေါ့အဲ့လိုမျိုးတွေဝင်တာမျိုးတွေပေါ့ဒါဆိုတစ်ချက်ပေါ့ baby can't တိုက်ခမ်းမှာဒါဆိုတစ်ချက်ပဲပြီးသွားရင်အဲ့ဒါဘန်နီဝင်တာမျိုးရှိတယ်နော်အမြဲလိုပဲဒါမျိုးပေါ့အမြဲဒါတူတူဝင်တာအမြဲလိုပဲတူတူဝင်တာဟာလားအဲ့လိုမျိုးကြီးရှိမယ်နော်အဲ့တော့ကော့တီးပြီးတော့တန်းဝင်တာမျိုးရှိမယ်မတီးခင်တည်းကကြိုးဝင်တာမျိုးရှိမယ်တီးပြီးတော့မှကြိုးဝင်တာမျိုးရှိမယ်တီးပြီးတော့မှဝင်တဲ့အခါမျိုးဆိုလဲတစ်ချက်တီးပြီးတော့မှဝင်တာလားနှစ်ချက်တီးပြီးတော့မှဝင်တာလားဒါမျိုးရရှိသေးတယ်နော်အဲ့တော့ဒီအဝင်ထွက်တွေကိုတိထားဖို့တော့လိုတယ်ဆိုတာဒါတချင်းနားလောင်လိုက်ပေါ့တချင်းနားလောင်တဲ့အခါမှာတန်စင်ကအရင်လာလား 4K ကအရင်ဝင်လာလားတန်စင်ပြီးတော့မှဝင်လာလားဒါမျိုးလေးရတော့နားရီဝနေဖို့လိုတယ်အဲ့တော့ခုနအတိုင်းပဲကျွန်တော်လေ့ကျင့်ခဲ့ရဆိုရင်ဒါကီးကမှန်လာခဲ့ပြီပေါ့မှန်လာခဲ့ပြီဆိုရင်တော့ဒါတချင်းအဝင်ထွက်တွေမှာဆိုရင်လည်းကျွန်တော်ကအရင်ဆုံးဒိုနဲ့ဒိုဒါပဲမတီးကနေအကျိုးဝင်တာဒိုတီးပြီးမှဝင်မှာဆိုရင်ဒိုအဲ့ဒါကိုကျွန်တော်ဘယ်လိုကျင့်လို့ရလဲဆိုဟောပါပေါ့ဒါဆိုရင်နှစ်ချက်တီးမှဝင်တာမျိုးကျင့်တာလို့ဟလားတစ်ချက်တီးပြီးမှအရင်ဝင်ကျင့်တာလို့မတီးကနေက1 2 do 1 2 3လောက်မှရအောင် do ဝင်လိုက်တာမျိုးလို့1 2 3 4လောက်ကြမှာ do 1 2 3 do အဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးကိုယ့်နဲ့ကိုယ်နည်းနည်းလုပ်ကြည့်ပေါ့နော်အဲ့ဆိုရင်တော့ကိုကတချင်းတွေရဲ့ဂျော်လေးနည်းနည်းလေးသဘောပေါက်နားလဲလာလိမ့်မယ်ကဲဟုတ်ပြီအဲ့တော့ဘာရှိအောင်မလဲကဲနောက်ဆုံးကတော့ကီးလဲဝင်သွားတယ်ဒါပေမဲ့တီးပြီးတော့ဆိုရတာခတ်နေတာနော်တိုင်မင်လဲညီတယ်ဒါပေမဲ့တီးပြီးဆိုရတာခတ်တယ်
ခက်တယ်ဆိုတာအဲ့လိုမျိုးအာယုံဆိုင်လို့မရဖြစ်တဲ့သူတွေကကြတော့ဘာလဲဆိုတော့ကော့တစ်ခုဆိုရင်ကော့တစ်ခုကိုယဉ်ကျင့်လိုက်ဒီကော့တစ်ခုယဉ်ကျင့်လိုက်ဆိုတော့ဒီတချင်းမှာပါတဲ့ကော့တွေပေါ့ဒါတွေဟိုအရင်ဆုံးလက်ခတ်နဲ့ရအောင်ဘယ်လိုရအောင်လုပ်လိုက်ဗျာရသွားပြီဆိုရင်ကျွန်တော် record ဖမ်းလိုက်အဲ့ဒါအတန်ဖမ်းလိုက်မယ်အတန်ဖမ်းပြီးရတဲ့ဖမ်းပြီးတဲ့ဟာကိုခုနအဝင်ထွက်ကိုကိုကတိသွားပြီအဲ့ဆိုရင်ဟောဒီတချင်းလေးကဒီကိုတီးထားတဲ့ဟာလေးကိုကနေကိုပြန်နှားထောင်ပြီးတော့ဒီနားမှာဆိုရင်ဝင်ရပြီဒါ TV မှာဝင်ရတာဒါလေးတွေကိုအတန်လေးလိုက်ပြီးတော့စိုးကြည့်လိုက်ပြီးနှစ်ခေါက်သုံးခေါက်လောက်စိုးကြည့်လိုက်ပြီဒါဆိုသဘောပေါက်သွားပြီဆိုရင်ကိုကအဲ့ record ထားလိုက်တော့ကိုကနေကိုတီးပြီးတော့ like ညီးကြည့်လို့ရပြီအဲ့ဆိုကိုကတိနေပြီလေဒီရဆိုဒီကအဝင်မှာစပြီးတော့တီးရင်းနဲ့တန်းဝင်တာတော့ဒါမှမဟုတ် TV မှာဝင်တာတော့ဒါကိုကတိနေပြီလေအဲ့တော့ကိုကနေကိုခုနပြောတဲ့အတိုင်း record ရင်တီးကြည့်လိုက်နော်တချင်းအတန်ချင်းမဆိုးပဲနဲ့တို့ဒီမှာတီးကြည့်လိုက်တီးကြည့်ပြီးတော့မှအဲ့ဒါကိုပြန်ဖွင့်ပြီးတော့နားထောင်ပြီးတော့ like ဆိုကြည့်ပြီးတော့ညပြီဆိုရင်ကိုကနားလဲသွားပြီဆိုမှတခြားပြန်တီးပြီးလုပ်ကြည့်အဲ့တော့တချို့ချင်းတွေကြောက်ခက်တယ်ဗျာထားပါတော့ဒီလောက်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့လည်းဟိုဟာဖြစ်ရင်ခက်နေတာပဲဘာလို့လဲဆိုတော့ဒါကြ plugin တီးပြီးတော့အဲ့တော့ဒါအဲ့ဒါတီးပြီးတော့ရှိခဲ့တဲ့တော့အဲ့ဒါတော့ဆိုလို့ကကြတော့မလွယ်ဘူးလေခက်တယ်ပြီးဒါမျိုးချင်းနေပေါ့ဒါမျိုးဆိုလည်းကျွန်တော် TV ဆိုတာခက်တယ်ဗျာ viewer တို့ဘာလို့ပို့ခက်တာပေါ့အဲ့ဒါကျွန်တော်တီးပြီးတော့ blue ဆိုလို့ရမယ်ဗါလဲနောင်နာအိမ်မထဲဘလို့မှဝင်လို့မရဘူးဗျဟာလားဟာတီးမယ်ဆိုတီးမယ်ပဲရမယ်ဘာလို့ကျွန်တော်အာရုံမရှိဘူးလေအာရုံကဒီအတီးကိုမပိုင်သေးဘူးကျွန်တော်အနေနဲ့မပိုင်သေးဘူးပိုင်သွားပြီဆိုရင်တော့ဒါကိုမေ့ပြောက်သွားပြီဗျာဒါကြီးက AC ပဲဖြစ်သွားတယ်ဒါမျိုးဆိုတော့ကျွန်တော်တို့လိုက်ပြီးဆိုကြည့်လို့ရတာပေါ့ဟုတ်လားအားမျိုးပေါ့နော်ကဲအဲ့လိုမျိုးလေးတွေရှိတယ်အဲ့တော့စတီးရသူတွေအနေနဲ့ကြတော့လေအဲ့လိုပဲရိုးရှင်းကော်လေးတွေနဲ့တီးရတာကိုရင်ခတ်နေတာဆိုတော့တခုမပိုင်သေးပဲတခုလှုပ်ချင်လို့ဒါပေမဲ့ကျွန်တော်တို့ကလည်းအဲ့လိုပဲဒီလိုပဲတီးရင်းနဲ့ပဲအဲ့လိုဆိုလိုက်တီးတာရက်သွားလိုက်ပြန်စားလိုက်အဲ့လိုနဲ့ပဲတဖြည်းဖြည်းနဲ့ကြတော့ညီသွားတာပဲပေါ့နော်ဒါပေမဲ့ခုနကပြောတဲ့အတိုင်းကီးမတည့်တာလို့ပြီးတချင်းဝင်ထွက်မရတာလို့ဆိုရင်တော့ဒါသူများနဲ့အဆက်မှာမဟုတ်ဘူးဒါဆိုရင်ကိုကသူများတချင်းဆိုတာကိုလိုက်ဆိုရင်ကိုကအနောက်ရှက်ပေးသလိုဖြစ်တယ်ပြီးရင်နည်းနည်းရှက်ချက်ကောင်းတယ်ပေါ့ဗျာပြောရရင်တော့နော်အဲ့တော့အဝင်ထွက်မညီတာမျိုးပါညာမျိုးဆိုရင်တော့ဒါညီအောင်လုပ်တင်တယ်ပေါ့ဟုတ်ပြီနော်အဲ့တော့အသေးစိတ်ဆိုရင်တော့ဒါကျွန်တော်တင်တန်းမှာအသေးစိတ်ဒါအခုအားလုံးရဲ့အသေးစိတ်နားမလဲတဲ့ဟာတွေတင်တန်းမှာတော့အကုန်လုံးရှင်းပြပြီးတော့တင်ကြပြီးတာဖြစ်တဲ့ကြောင့်တင်တန်းကျွမ်းကျင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့လည်းနားမလဲတာမျိုးတွေမရှင်းတာမျိုးတွေရှိရဆိုရင်တော့အချိန်မီကျွန်တော်ရဲ့ just 101 Telegram အကောင့်ကိုလာပြီးတော့မေးလို့ရတယ်နော်ကဲအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေ